အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က Facebook page ထောင်လေးကိုပြပြပေးသွားမှာဖြစ်ပါတယ် Facebook page ထောင်တော့မယ်ဆိုရင်တော့ကျွန်တော်ပထမဦးဆုံးဒီအပေါ် menu bar လေးမှာရှိရပေါ့နော်ကျွန်တော်တို့profile လေးကိုအရင်ဝင်ရပါမယ် Okay profile လေးကိုဝင်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာfriend တို့ professional dashboard group အဲ့ဒါလေးရှိတယ်ကျွန်တော်ကအဲ့ထက်ကနေပြီးကျွန်တော် page လေးကိုဝင်ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် page လေးကိုဝင်လိုက်ပါမယ် page တဲ့ဝင်ပြီးသွားပြီဆိုရင်တော့ဒီအပေါ်မှာ create ဆိုတဲ့ button လေးရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ဒီနှိပ်သွားပြီဆိုတော့ကျွန်တော်ပထမဆုံး guest star ကိုနှိပ်လိုက်ပါနှိပ်သွားပြီကျွန်တော် page name ကိုနှိပ်လိုက်ပါ page name ကတော့ထားပါကျွန်တော်တို့ follower ပဲ okay ပြီးရင်တော့ next ကိုနှိပ်လိုက်ပါနှိပ်ပါဆိုတော့ကျွန်တော်ဒီမှာ category ရွေးရပါမယ် category ကအခုကျွန်တော်က blog တွေပါရိုက်မယ်ဆိုရင် blog လို့ရွေးပါဒါမှမဟုတ်language landing ဆိုရင် language landing online shopping ဆို online shopping ပေါ့နော် okay တက်ပါကျွန်တော် musician band ဒီအပဲကျွန်တော်ရွေးလိုက်မယ်ဗျပြီးလို့ရှိရင်ကျွန်တော် create ကိုနှိပ်လိုက်မယ်ဗျ okay ပါဒီနေရာလေးကတော့ကျွန်တော်တို့ကသူပြောထားတာပေါ့နော်မင်းရဲ့ရည်ရွယ်ချက်ကဘာလဲဒီ page ဖွင့်ရတဲ့ရည်ရွယ်ချက်ကပေါ့နော်ကျွန်တော်တို့က promote your product or service ကျွန်တော်တို့ရဲ့ product ကို promotion လုပ်ချင်တာလားဒါမှမဟုတ် content တွေဖန်တီးချင်တာလားအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကလောလောဆယ်ကျွန်တော်ကmusic ပေါ့နော် music နဲ့ပတ်သက်တဲ့ဟာတခုဖွင့်ထားတာဖြစ်တဲ့အတွက်ဒီမှာ create content in connect with မှာပေါ့နော်ဒါကိုကျွန်တော်ရွေးလိုက်မယ်ဗျပြီး content ညွှန်နှိပ်ပေးပါတကယ်လို့ပေါ့နော်မိတ်ဆွေတို့နေကဒီနေရာမှာပေါ့နော်ဒီနေရာမှာတကယ်လို့မိတ်ဆွေအနေနဲ့က online shopping လို့ပါလို့ဆိုရင်တော့ဒီအပေါ်က button လေးကိုရွေးပြီးတော့ content ညွှန်နှိပ်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ create content in connect with friends ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပဲ content ညွှန်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ next ကိုနှိပ်ပါမယ်ဒါကတော့ကျွန်တော်တို့ရဲ့friend တွေကို invite လုပ်တာပေါ့နော် okay ကျွန်တော်တို့ time မလုပ်တော့ဘူးเนาะ next ပဲနှိပ်လိုက်မယ် okay ဒါကို done လို့နှိပ်လို့ရပါပြီ okay ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ profile page လေးတစ်ခုရလာပါပြီ profile page လေးရပြီဆိုရင်တော့ကျွန်တော်တို့ adapt cover photo ဆိုပြီးရရှိပါတယ်အဲ့နေရာလေးမှာကျွန်တော်တို့ upload လုပ်ပြီးတော့ upload photo လုပ်ပြီးကျွန်တော်တို့ပုံလေးချိန်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာ profile choose profile picture နှိပ်ပြီးတော့ပုံလေးချိန်လို့ရပါမယ်ပြီးရင် post တင်တဲ့နေရာကြတော့ဒီမှာကျွန်တော်တို့what's on your mind ပေါ့နော်ဒီနေရာလေးကိုနှိပ်ပြီးပုံမှန်ပါပဲကျွန်တော် Facebook မှာတင်တဲ့ပုံစံတိုင်းပဲကျွန်တော်တို့အကုန်လုပ်လို့ရတယ်ပေါ့နော်ဒီမှာ page hair တွေရှိတယ်ဒီမှာကျွန်တော်တို့ရဲ့ profile picture တွေထည့်မယ်ပြီးလို့ချင်း adapt cover photo adapt file ကိုဒါတွေထည့်လို့ရပါတော့ description ကတော့ကျွန်တော် music နဲ့ပတ်သက်တဲ့ဟာဆိုရင် music နဲ့ပတ်သက်တဲ့ဟာအကြောင်းရေးဒါမှမဟုတ်ရင်စာအုပ်စာပေနဲ့ဆိုရင်စာအုပ်စာပေနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်ကိုယ့်ရဲ့ description ဖော်ပြချက်ပေါ့နော်ရေးလို့ရပါတယ်ဒီအားကြတော့ကျွန်တော် WhatsApp account နဲ့ချိန်တဲ့ဟာတွေ action button တွေ invite ကျွန်တော်တငယ်ချင်းတွေကို invite လုပ်တဲ့ဟာတွေပေါ့နော်ဒါရဲ့ကိုယ်ပိုင်ကို like ဖြည့်လို့ရပါတယ်ပုံမှန်တိုင်းပါပဲတကယ်လို့ပေါ့နော်ကျွန်တော်တို့ရဲ့ Facebook ကောက်ကိုပြန်သွားခြင်းနဲ့ဆိုရင်လည်းဒီမှာ profile လေးကိုနှိပ်ပြီးတော့ကျွန်တော်ပြန်သွားလို့ရပါပြီဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်